မြန်မာရွှေရောင်ချုံလွမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်ပင်များတာဝန်ကိုယ်စီယူဆောင်ထိန်းသိမ်းသောအနာဂတ်မှာ MYANMAR ရေကောင်းများရဲ့မိတ်ဝစကားရမစင်သိတာဘူကောင်ဖက်ကကွယ်ဒီရဲ့ဖေရှောင်းမဲမဟေးရေကောင်းတော့တော်တော်လုံးမဲစာဒီတွေစာဒီမှာကေဟဲရေကောင်းတော့တော်ကမာလေးဆွဲမလျှော်နဲ့ဟေးပထမဆူလက်အရာယူမဲတော့အိမ်မကိုထိုးတဲ့ပြလို့ MYANMAR မြန်မာတဲ့ဟေးတာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့ကြိုးစား MYANMAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကမ္ဘာကလေးစားဖို့ပို့ကြိုးစား